เคဟာမဟုတ်သေးပါဘူးဒီတစ်ခါတော့ဆေးရောက်လင်းနေဒီမှာပေါ်လာကြီးဖြစ်ပါတယ်ဆေးရောက်လင်းနေဘယ်လောက်လဲ วางตรงไหนก็หยิบตรงนั้นเนาะ โอเคเย้ဘာချောင်းတာပထမဆုံးစုလေအိုရှေ กี่ล้านอ่ะ ဟောလန်ကပါပြီကျွန်တော်ထိုင်းမှာနေနေတာကြာပါပြီဒါပေမဲ့ထိုင်းထေးကတော့တခါမှမထိုးဘူးသေးပါဘူးဒီနေ့တော့ကျွန်တော်ဒီပါတက်ထောက်ကိုအကုန်တော့ပြီးထိုင်းထီထိုးကြည့်ပါမယ်ဘယ်လိုပြရမလဲအရင်ရောကြည့်ပါမလားတူတူလက်ကြည့်ကြရအောင်โอเคကျွန်တော်တို့လော်တလီထုတ်ဖို့ဟိုးရှင်မဆိုင်လေးကတော့တေရောရင်โอเคအဲ့တော့လော်တလီတော့ထိုးရရတယ်ခေါ်ရတဲ့တော့ဒီစီးကိုရောက်နေတာပြန်ပါလား มันจะมีพวกแปดกับสู้พวกแปด တခြားဝိရှစ်ဆဲရောတယ်ခဏခါရငိုင်ကပိုင်လိုက်ပြီ ไปละ100จ้า တခြားတရားပါဘလို့ เพราะว่าเดินกระจายไปยาวดำเลยอ่ะ ဘယ်မှာလာခရမင်္ဂလာပါခရ พวกเราวันที่1เหรียญน้องรู้กันนะ ဒီတခြားရေးရမှာမသိရငါတော့ကို6တောင်း8တောင်းလာခရယူတော့ဆွဲထုတ်လိုက်ရမလားခရဘယ်လိုကိုဆွဲရလားဒီဆိုင်မှာတော့နှစ်ချလောက်ဝဲနိုင်မှာပြောတယ်အမေချပေါ်သားမြရခရ 6ล้านอ่ะ ဟောล้างแล้วခရ อันนี้12 ကျွေးတိုင်းခရမှာဟုတ်ဒီဘောမလားကျွေးမလားဒီမှာကြတော့နှစ်ချရောက်ပြီတခြားတရားတွေတော့ရှင်းအောင်ကြားနေနေတာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ရှင်းချတော့ရသေးတာဖြစ်ပါတယ်ဒီထဲကိုရောက်လာဒီထဲမှာဒီခိုင်ချောရပါတယ်ဒါမှရှင်းရရှိသေးတာဖြစ်ပါတယ် นักแห่กบวดบ้านเขา ตัวทงอะไรวะเนี่ย ปากน้ำอำเภอเมืองจังหวัดระนองขบวน ရှင်းရဆိုရင်တော့ရှင်းတော့ရသေးတာဖြစ်ပါတယ်ဟိုရှင်မှာဆိုင်ရှင်းရပြီဟိုရှင်မှာထို့ရ 30 เมษายน 2500 ဟိုနေရာဟိုတစ်ဆက်မှာတော့ဆရာနိုင်ဒီကไม่เคยเสือเลยพี่ขั้นแรกพี่อันนี้ขั้นแรกเตะเนโตเลงอเฉาะฮะเสือไหนดิพี่เสือให้อันนึงพี่ อันนึงเหรอ เสืออันนึงเลยนึงฮะ ดูไม่ดู ดูไม่ดู จะให้ดูไม่ดูวางตรงไหนก็หยิบตรงนั้นเนาะ โอเค โอ้ย อันเดียวนะพี่อยากให้สองอัน200ใช่ไหมพี่ 200 ครับขอบคุณมากครับพี่ ตอนนี้ซื้ออะพยายามตรวจสอบวันที่ในลอตเตอรี่ อืม เขาเอาของเก่ามาแขวนเยอะ เหรอ ระวัง นี่พี่เสือให้เบอร์อะไรนี่2 แบบนี้ถ้าจะออกมา เอาไม่แน่เอา ไม่แน่โอเคဘာကနာထွေးရမှာမသိဘူးပထမဆုံးကျေးဇူးရတော့တိုက်ပါနေရတယ်။အော်ဒီမှာလည်းရှိရလို့ဒရီဆိုင်တွေအများကြီးရှိရပြောတယ်။ဒီမှာကတစ်ဆိုင်ရှိနေတာဖြစ်ပါတယ်။ Okay ဒီဆိုင်လေးမှကျတော့ကျွန်တော်ရဲ့ကောက်မှလဲကိုကျွန်တော်ဖိုးဆက်ပြီးဒီကွက်တစ်ချက်ဝယ်ခိုင်းရဖြစ်ပါတယ်တိကျ။ဖိုးဆက်နေတာဖိုးကတော့ chemical တော့မသိရဘူး။ Hello ဒီတော့ပဲဆိုဒီကေငါချောရှယ်လေးပါ Okay တဲ့ငါချောရှယ်တစ်ချက်ယူလိုက်မယ်။ Face อันนึงครับเสืออันนี้พี่5 6 8ครับพี่เสืออันนึงยาว2ใบพี่ဒီဆိုင်မှာကျတော့ကျွန်တော်နေချအပေးမှဖြစ်ပါတယ်โอเคเสือให้2ใบครับကျွန်တော်ကဒီနောက်ကကိုခိုးတက်တလို့ယူမှဖြစ်ပါတယ်ဒီနေ့အနုพี่ကောက်ချက်นึงขอบคุณมากครับพี่มาเลยတစ်ချက်ဖိုတိုကြီးမေးကြည့်ပါမယ်။ဒါပေမဲ့ထီထိုးလားလော်တလီထိုးလားအေးလော်တလေးတော့ညာရှိအေးပြန်နမေချက်တော့ထိုးလာလာโอเค2ပိုင်းလားครับใช่ครับขอบคุณมากครับพี่โอเคကျွန်တော်လက်တလေးလိုက်ထုံနေတာကတော့ဒီမှာနောက်ဆုံးနေရမယ့်အကြိုင်းဖြစ်ပါတယ်တစ်ထောက်တာကိုဒီဆိုင်လေးကတော့နောက်ဆုံးဆိုင်လေးဖြစ်ပါတယ်โอเคဆိုင်လေးမှာခေါ်ထုတ်ရတယ်ပါတယ်ဒီမှာဆိုလော်တလေးครับซื้อยังไงไม่รู้ก็ไม่เคยซื้อขั้นแรกพี่ซื้อเบอร์ไหนดี กี่ล้านอ่ะ เอาพอล้างก็พอพี่ อันนี้ อันนี้เหรอพี่อย่าวันนี้ทำไปเลยเหรออันนี้ได้แล้วก็กี่หลัง30หลังโอ้น่าจะรวยแน่พี่ขอบคุณมากครับพี่เท่าดีตายဒီဈေးလင်းကတော့ရနောင်းမှာနေတဲ့သူတိုင်းတည်ကြတဲ့ဈေးလေးပါဒီနောက်လေးမှာ30ပေါင်တော့ကဲခုဆိုရင်ဗတ်တက်ထုတ်ဖို့ကတော့ဝဲလို့ပြီးပါပြီလာမန်လေးကတော့ဒီလောက်ရလာတာပါဒီမှာရေးထားကတော့ဘတ်ရှစ်ဆဲပဲဖြစ်ပါလဲကျွန်တော်ဆိုင်မှာတောင်းဝဲတဲ့အချိန်မှာတော့ဗတ်တရားပေးပြီးဝဲခဲ့ရတာပါโอเคဒီနေ့ကတော့ဒီမှာ9လပိုင်း1ရက်နေပါထိတော့မယ်နေလင်းကတော့9လပိုင်း2ရက်4ပါနော်မနေ့တိုင်းကြာရတော့တက်ကြီးမှာပါဒီမှာတစ်ထောင်ပေါ်လော်တရီဝယ်ထားတဲ့အရာကတော့အရင်တော့ရရလားဘယ်လိုရလဲဆိုတော့လက်ချီပေးကြပါဦးဗျာကျွန်တော်တို့မနေ့တိုင်းကြာရေးကြည့်ကြပါမယ်တန်းကဲချိတ်တန်းပြီးအခုပန်ထိုက်တီးပုံစံလေးထွယ်ပါပြီကျွန်တော်လက်ထက်မှာဗတ်တက်ထုတ်ဖို့ဝယ်ထားတဲ့ဒီမှာထီလာမလေးတွေရှိပါတယ်
ပထမဆုံးခြေစုံရင်တော့တကယ်ရင်ခေါ်ပါတယ်ဘာချောက်တန်းပေါ်သွားရင်ဒီ blog လေးကတော့ဘာတထောက်စိတ်ခေါ်တဲ့ blog လေးမဟုတ်တော့ဘူးကျွန်တော်တထဲဖြစ်သွားတဲ့ဗီဒီယိုလေးဖြစ်သွားမှာပါ okay ဒီထိလာမှဆယ်စုံတန်းမှာထူးခြားတဲ့လာမလေးကတော့တိုးစုပ်ပါပါတယ်ဒီမှာကျွန်တော်ရေအေးလေးနဲ့ထည့်ထားတဲ့စုပ်လေးဖြစ်ပါတယ်ဒီမှာကြတော့ကျွန်တော်ရဲ့ကောင်မလေးဟာနောက်တစ်ချက်ကတော့ကျွန်တော်ရဲ့မာသားကြီးဟာပါကြားတဲ့ခုနှစ်စုပ်ကတော့ကျွန်တော်ထီဆိုင်မှာတင်သုံးလေးရေးပြီးရွေးလာခဲ့တဲ့နံပါတ်လေးတွေနဲ့ထီဆိုင်ကထီဆိုင်ရှင်းတွေကျွန်တော်ကိုရွေးပေးလိုက်တဲ့နံပါတ်လေးတွေပါဒါဆိုရင်ကျွန်တော်တို့တစ်ချက်တိုက်ကြည့်ကြည့်ပါမယ်ဒီခုနှစ်စုပ်ကအရင်ဆုံးတိုက်ကြည့်မယ်အနောက်ဆုံးတော့ဒီမှာထူးခြားတဲ့ထီလာမလေးတိုးစုပ်ကိုမိသေးတော့နဲ့အတူတူတိုက်ကြည့်မှဖြစ်ပါတယ်အရင်ဆုံးပထမခြားလေးတစ်ချက်တိုက်ကြည့်ပါမယ်ဒီနေရာမှာကျွန်တော် QR code လေးနဲ့ screenshot ရိုက်ပြီးတိုက်ကြည့်မယ်ပထမဆုံးလေးပါဘန်းပထမဆုံးလေးကတော့ဒီမှာအနီရောက်လေးနဲ့ sorry လို့ပြောထားရပါတယ် okay ပထမဆုံးတစ်ချက်ကတော့ဒီမှာဆောက်သွားပြီးဖြစ်ပါတယ်ဒုတိယတစ်ချက်လာပါမယ်ဘန်းဒုတိယတစ်ချက်ကလည်းဒီမှာကြည့်ပါ don't know where အနီရောက်လေးနဲ့ sorry ပါ okay တတိယချက်လေးကို scan ဖတ်ကြည့်ပါမယ်တတိယချက်လေးကလည်းတူတူပါပဲ say okay ဒါဆိုရင်ဒီမှာ၄ရွက်မြောက်လေးတက်ကြည့်ပါမယ်၄ရွက်မြောက်လေးကလည်းတူတူပါပဲဒီမှာ don't know where ပါတော့ဒီမှာကျတော့ငါးစားမြောက်လေးပါငါးစားမြောက်လေးတစ်ချက်ထည့်ပြီးတိုက်ကြည့်ပါမယ် yay ငါးစားမြောက်လေးကလည်းဒီမှာကြည့်ပါအနီရော်လေးနဲ့ don't know where ပါ sorry ငါးစားမြောက်လေးကလည်းမပေါ်ပါဘူး okay ဒါဆိုရင်တော့ဒီမှာဘာငါးရားကတော့ပြပြသွားပါပြီမစိမ့်တော့ရောဒီနေ့ပေါကြလားဒီမှာကျွန်တော်မှထိလာမှလင်းကတော့ငါးစားကြာမှသေးတယ်ဒီငါးသော့ထဲမှာတခုတော့ပေါ်မှာပေါ့နော်စူတော့ပေးကြပါဦး alright ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတိုက်ကြည့်ပါမယ်ချွေရမြောက်လေးတစ်ချက်တိုက်ကြည့်မယ်ချွေရမြော်လေးကလည်းဒီမှာအစေးရောက်လေးဖြစ်သွားပြီဖြစ်ပါတယ်အနီရောက်လေးနဲ့ပါနော် sorry ပါကျွန်တော်ဗတ်တက်ထောက်ကိုထိုက်ဆိုးရစီကိုပဲအလူဖြစ်တော့မှာလားဒါဆိုဒီမှာ900မြော်လေးထပ်တက်ကြည့်ပါမယ် alright ဒီမှာ900မြော်လေးကလည်းအနီရောက်လေးနဲ့ sorry ပါ900မြော်လေးကလည်းမပေါ်ပါဘူး okay ဒီမှာထီဆိုင်ရှင်းနဲ့ကျွန်တော်တင်နေတော့လေးရေးပြီးဝယ်လာတယ်ဒီမှာဘာ900ကတော့ပြန်ဖြစ်သွားခဲ့ပါပြီဒါဆိုဒီမှာကျွန်တော်ရဲ့ထူးခြားတဲ့လမ်းမလေးတိုးစုပ်ထဲမှာအရေးဆုံးကတော့ကျွန်တော်ရဲ့မာသားရဲ့အရာကိုအရေးဆုံးတက်ကြည့်မှဖြစ်ပါတယ်စာပြေးတိုင်နေပါပြီ yay ဒီမှာကြည့်ပါအနီရော်လေးနဲ့ don't know where ပါမာသားရဲ့အရာကတော့ဒုံသွားပါပြီအနောက်ဆုံးတော့ဒီမှာထူးခြားတယ်ကျွန်တော်ရဟာနဲ့ကျွန်တော်ရကောင်းမလေးဟာဆိုပြီး2ရက်ပဲကြာပါပြီကျွန်တော်ရကောင်းမလေးအရာလေးကိုအရင်ဆုံးတိုက်ကြည့်ပါမယ်ငါးချော်ရှည်လေးကိုအရင်ဆုံးတိုက်ကြည့်လိုက်ပါမယ်1 2 3 wow ဒီမှာဆေးရောင်လေးဖြစ်သွားပြီဖြစ်ပါတယ်မြင်လားမသိပါဘူး okay ဒီမှာကျတော့ဘယ်နှလုံးပေါ်လဲဆိုတော့ဒုံအောင်ဝေးပါတော့ဒီမှာကျွန်တော်ကောင်းမလေးရွေးပေးလိုက်တဲ့ငါးချော်ရှည်ကလည်းပလာဖြစ်သွားပါပြီ okay ဒီမှာကြည့်ပါအနီရော်လေးနဲ့ဒုံတော့ဝဲပါနော်မပေါ်ပါဘူးဒီတက်တော်လင်းကတော့ကျွန်တော်ကြိုက်စောကနားပဲကျွန်တော်ကိုယ်တိုင်ရွေးထားတဲ့နံပါတ်လမ်းဖြစ်ပါတယ်နောက်ပြီးတော့ဒီထီလာမှာဆယ်စုံတန်းကအနောက်ဆုံးတစ်ခုလည်းဖြစ်ပါတယ်ပေါ်မလားကြည့်ကြရအောင်ကျွန်တော်ရဲ့ဆေးလေးထန်းကတော့ဒီတက်တော်လေးကို feeling လေးကတော့ဘယ်လိုမျိုးခံစားနေရလားမသိပါဘူးနော် alright ပေါ်မလားကျွန်တော် screen တစ်ချက်ဖတ်ကြည့်ပါမယ် okay ဟာမဟုတ်သေးပါဘူးဒီတစ်ခါကတော့ဆေးရောင်လေးနဲ့ဒီမှာပေါ်လာကြီးဖြစ်ပါတယ်ဆေးရောင်လေးနဲ့ဘယ်လောက်လဲအိုးဘာချောင်းတောင်ပထမဆုံးစုလေအိုရှိဒီ application ရဲ့ system ပဲမှားသွားလားတစ်ချက်ဆဲကြည့်မယ်ဒီမှာဘာချတန်းစုလေးရဲ့ number လေးကတော့9063ဒီမှာကျွန်တော်ထိုးထားတဲ့ number လေးကလည်း9063အိုရှိတစ်ချက်ကြည့်လိုက်ပါဒီမှာကျွန်တော်ထိုးထားတဲ့ number လေးကတော့ okay ကျွန်တော်ထိုးထားတဲ့ number လေးကဒီမှာ4699ခေါ်တဲ့မတူပါဘူးဒီ application ကပဲအဲ့တော့တက်တာလားဖြစ်ပါတယ်စားတော့ပါကျွန်တော်ဒီပထမဆုံးဆိုလေးရဲ့ number 6လို့ကိုကျွန်တော်ရက်လက်တဲ့အချိန်မှာဒီလိုမျိုးပတ်ချက်သားလို့ပေါ်လာတာပါ alright ဒီမှာကျွန်တော်ရဲ့အကြိုက်ဆုံးနာမလေးကိုကတော့မစရသေးပါဘူး brother တို့နဲ့တူတူအနောက်ဆုံးစကြည့်မှဖြစ်ပါတယ် alright brother တို့အရင်ကြည့်ပါပြီးမှကျွန်တော်ကြည့်ပါမယ်ဒီမှာကြည့်ပါကျွန်တော်ထီလာမှလေးထားလိုက်ပါမယ်ပြီးတော့ QR code တစ်ချက်ဖတ်လိုက်မယ်အစေးရောက်လေလားအနီရောက်လေလားမသိပါဘူးတစ်ချက်ကြည့်ပါမယ်ပန်းမပေါ်ဘူးဗျာအားလုံးပြားဖြစ်သွားပါပြီဒါပေမဲ့ဒါဟာကျွန်တော်ရဲ့ပထမဆုံးကြိမ်ထီတိုဘူးတဲ့တွေ့ကြလေးပါကျွန်တော်ဗတ်တထောက်ကိုကတော့ထိုက်ဆိုရစီလှူလိုက်ပါပြီပထမဆုံးကြိမ်ထိုက်ထီထိုဘူးတဲ့ကျွန်တော်ရဲ့ blog လေးကို channel တိုင်းရင် like and share လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်အားလုံးကောင်းကြပါစေနောက်ဗီဒီယိုလေးတွေမှာထည့်တွေ့ကြပါမယ်